လက်ရှိကျင်းပနေတယ်ဆိုပြီးတော့သူတို့လောက်ကြနေအမှန်တကယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့ဒီအခင်းချင်းအားလုံးကိုထိန်းချုပ်ထားတဲ့သူကမင်္ဂလာပါအာရှာနယိုရှန်နေမှာကြိုးဆိုပါတယ်ကျမတို့ရဲ့ရှန်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျမတို့ရဲ့ရှန်နေကိုsubscribe လေးလုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်အာနာဂျူအကြမ်းဖက်စစ်တပ်ကိုရွေးကောက်ပွဲလုပ်ဖို့အတွက်စီစဉ်ညွှန်ကြားခဲ့သူထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်ပြည်သူတွေကိုရရဆက်တပ်ဖြတ်ဖို့အတွက်အနောက်ကနေပြီးတော့ကြိုးကန်ချဲလဲနေတဲ့သူမင်းအွန်လိုင်းမဟုတ်သေးဘူးကျွန်တော်ရဲ့မိသားစုတရုပ်ဖြစ်ပါအမှန်တကယ်အာဏာထိန်းချုပ်ထားတဲ့သူဟာတရုပ်ဖြစ်တယ်ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခင်းချင်းအကုန်လုံးကိုကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရှိပြီးဖြစ်မှာပါဟုတ်ပြီတကယ်မှလည်းပဲတရုတ်ဟာအကြမ်းဖက်စစ်ခွေးအုပ်စုကိုမျက်နှာသာပေးလိုက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့20ခုစစ်စင်ရေးအရင်အချိန်ကိုကျွန်တော်ရဲ့မိသားစုဝင်တွေတည်ပြီးဖြစ်ပါတယ်။အဲ့ဒီမှာခွေးရှုံးရှုံးနေတဲ့အကြမ်းဖက်စစ်ခွေးတက်ကအကောင်တွေနလန်ပြန်ထူနိုင်အောင်လက်နက်ခဲယမ်းတွေထောက်ပံ့ပေးခဲ့တယ်ပြီးတော့ရွေးကောက်ပွဲပါစီစဉ်ခိုင်းခဲ့တယ်။ရွေးကောက်ပွဲကိုလည်းပဲထောက်ခံပါတယ်ဆိုပြီးတော့အရှက်မဲ့ပြောနေတဲ့တရုတ်အစိုးရရောမိသားစုဝင်တွေဒါက2025ရဲ့အပြောင်းလဲအချို့ကိုကျွန်တော်မိသားစုဝင်တွေကျွန်တော်ဥစားဖော်ပြတာပြီးတော့2026ရဲ့အပြောင်းလဲအကြီးကြီးတွေကိုကျွန်တော်ထပ်မံပြီးတော့ဖော်ပြမှာမှုလို့ပါဟုတ်ပြီလက်ရှိအချိန်မှာကျွန်တော်ချမ်ပီယံစစ်ခွေးတက်ကျွန်တော် drone နီးပညာတွေ drone တွေလက်နက်ကြီးစံတွေလက်နက်ခဲယမ်းတွေကအစပြီးတော့နီးပညာတွေပါအကူအညီထောက်ပံ့ပေးနေတယ်ဆိုတာလည်းအားလုံးသိရှိပြီးဖြစ်တယ်ပြီးတော့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့ဝင်တွေကိုလည်းဖိအားပေးပြီးတော့ကျွန်တော်တို့TNL လို့ MNDAA လို့ပြီးတော့တော်များများသူတို့နဲ့ထိစပ်နေတဲ့နေရာတွေမှာလည်းပဲဒီကောင်တွေဟာထိန်းချုပ်ခြင်းနေတယ်ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အားလုံးကပူးပေါင်းပြီးတော့ရင်ဆိုင်နှံခဲ့ကြတာပါတရုတ်ဆိုတဲ့ကမ္ဘာအင်အားကြီးနိုင်ငံရဲ့ပါဝင်ပတ်သက်မှုချဲလဲနေမှုကိုကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေပြီးတော့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းပြီးတော့ရင်ဆိုင်ကြော်ဖြတ်နေကြတာကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့2025တခုလုံးလဲကျွန်တော်တို့အောင်မြင်ခဲ့တယ်2026ကိုဒီထက်အောင်မြင်မှုတွေအများကြီးနဲ့ကျွန်တော်တို့ဆောင်ကျင်းလာမှာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဟုတ်ပြီဘယ်လိုပဲတရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေရှိနေပါသေးကျွန်တော်တို့လူငယ်တွေကတော့လုံးဝကိုဂယူးဆိုင်မှာမဟုတ်ဘူးတပေါင်းစုတွေအားလုံးလည်းဖွဲ့စည်းပြီးပြီလက်ရှိချိန်မှာ ERO ခေါင်းဆောင်တွေကလည်းကျွန်တော်တို့နဲ့အတူတူရှိနေတယ်ညီညွတ်ဖို့အတွက်ဘုချုပ်ဂရမော်ပြောခဲ့တဲ့စကားသူကကျွန်တော်ရဲ့ hero ပဲကျွန်တော်ရဲ့မိသားစုဝင်တစ်ချိန်မှာဘုချုပ်ဂရမော်နဲ့ကျွန်တော်လက်ဆွဲနှုတ်ဆက်ခွင့်ရချင်ပါတယ်ကျွန်တော်မိသားစုဝင်တွေလက်ရှိအချုပ်ကခွေးကောက်ပွဲလို့လည်းပြောတယ်ခွေးကောက်တဲ့ပွဲလို့လည်းပြောနေတယ်အကျန်းဖက်စစ်ခွေးတက်ဒါနဲ့ပတ်သက်ပြီးတော့အာဆီယံကလည်းတရားဝင်မှုပေးမှာမဟုတ်ဘူးလို့ဒီနေ့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတော့ဒါကသူတို့လုပ်နေတဲ့လက်ရှိခွေးကောက်ပွဲခွေးကောက်တဲ့ရွေးချယ်ပွဲကြီးပြီးတော့ဘသူပြိုင်ကြက်ဖို့ပဲနိုင်နေတဲ့ဘသူမှမဲလာမပေးလဲကြက်ဖို့တွေကမဲတွေအများကြီးရနေတယ်ဆိုတဲ့လက်ရှိအခင်းချင်းပြောချင်တာကတော့ကဘာမှာတောက်ရှက်အမိတ်အစုံရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံကလည်းလုံးဝတိမပြုတ်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်ဟုတ်ပြီကျွန်တော်မိသားစုဝင်နေဒါကပိုင်းတက်လို့ခေါ်တဲ့ချမ်ပီယံစစ်ခွေးတက်ဒါကျွန်တော်နောက်ကလှုပ်ပြီးတော့နောက်ကနေပြီးတော့ကြိုးကင်နေတဲ့တရုတ်ရဲ့ကြိုးကင်မှုနဲ့လှုပ်ခဲ့တဲ့ရွေးကောက်ပွဲအဲ့ဒီမှာကျွန်တော်နေမျိုးတွေအများကြီးအနိုင်ရခဲ့တယ်သူတို့ဘက်ကလည်းဂုံစာပြီးတော့ဖော်ပြနေပြန်ကျွန်တော်ပြည်သူအားလုံးကလည်းသိရှိပြီးသားပြီးတော့လက်ရှိကမ္ဘာနေရာဒေသအသီးသီးကလည်းပဲအားလုံးသိရှိပြီးဖြစ်တယ်လို့အာဆီယံအလက်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူနေတဲ့မစ္စတာအန်နဝါအီဘရာဟင်ကလည်းပဲလက်ရှိအာဆီယံအနေနဲ့မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်အပါအဝင်တိုးတက်မှုကိုအစဉ်တစိုက်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီးတော့ထိုအစဉ်တိုင်းမှာလည်းပဲအကြမ်းဖက်မှုရှော့ချနိုင်ဖို့အတွက်အရေးကြီးဦးစားပေးဖို့ပြောဆိုထားတယ်ရှိပါတယ်လက်ရှိလည်းအကြမ်းဖက်နေတဲ့ကောင်တွေဟာဘသူတွေလဲဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့မြင်ပြီးဖြစ်ပါလိမ့်မယ်ဟုတ်ပြီကျွန်တော်ခမရ3တရင်မှုနဲ့စတောင်းတစ်ချောင်းလုံးကို2026နှစ်တစ်အကျိုးအဖြစ်စတောင်းတစ်ခုလုံးကို
အပေတုတ်တင်ရှင်းလင်းလိုက်တဲ့အကြောင်းလေးမပြောခင်မှာ BGF ကလည်း KNA ကိုကျွန်တော်နှစ်သက်မှာပြောင်းလဲမယ်ပြောချင်တာကတော့ BGF ဗတ်စိတ်တွေကို KNA ဗတ်စိတ်ဖြစ်ပြောင်းလဲမယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာပါတယ်ကျွန်တော်မိသားစုဝင်တွေတရက်နေမြေတွင်းထဲမှာလက်ရှိကျွန်တော်တို့ဒါ BGF ဘောလာကပ်ဖို့ပြီးတော့ KNA ပြောင်းမယ်ပြီးတော့တက်ကနေအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့သူတို့တွေလာတာလည်းမရှိတော့ရိတ်ခါလည်းမရှိတော့သူကရက်တိမဲ့ဘာညာဆိုပြီးတော့ကျွန်တော်တို့ KN ပြည်သူလူထုတရက်လုံးကိုလည်းသူတို့တွေပြောဆိုခဲ့တယ်ထုတ်ပြန်ညာချက်တွေမှလည်းတွေ့ရတယ်အခု KNA လို့လည်းပြောင်းအောင်မယ်ကျွန်တော်စိတ်ဝင်စားတာက KNA လို့ပြောင်းတာပဲဖြစ်ဖြစ် BGF ဖြစ်ရက်တိတာပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်စိတ်ဝင်စားတာကကျွန်တော်တို့အာဏာယူအကြမ်းဖက်စစ်ခွေးတက်ဘက်မှာရက်တိမှာလားကျွန်တော် Federal Democracy နိုင်ငံအတွက်တရင်တမျိုးသားလုံးနဲ့ရက်တိမှာလားပြီးတော့ကျွန်တော်တို့နိုင်ငံလုံးမှာရှိတဲ့တိုင်းသားတွေနဲ့အတူတူရက်တိမှာလားဆိုတာကိုကျွန်တော်တို့ကစောင့်ကြည့်မှာဖြစ်ပါတယ်ခုလက်ရှိအချိန်တွေမှာလည်းပဲအကြမ်းဖက်စစ်ခွေးတက်ကိုကူညီနေတဲ့လူတွေလည်းကျွန်တော်တို့အားလုံးအမည်နဲ့တကွာသိရှိခဲ့ပြီးဖြစ်ပါတယ်ဒီချိန်ကတော့သူတို့ရွေးချယ်ရမယ်အပိုင်းပဲဖြစ်ပါတယ်လက်ရှိချိန်မှာသတင်းထွက်ပေါ်နေတဲ့အပိုင်းမှာတော့ကျွန်တော်တို့ KNA ဗတ်စိတ်တွေကိုအချို့တွေပြောင်းလဲတက်ဆင်ပြီးတော့အချို့တွေဟာအကြမ်းဖက်စစ်ခွေးတက်ဖက်ကိုတရားဝင်ပြောင်းလဲသွားမဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ KNU နဲ့ပူးပေါင်းမဲ့အခြေအနေတွေလည်းသတင်းတွေမျိုးစုံထွက်ပေါ်နေပါတယ်ဆိုတော့ BGF နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းတွေအများကြီးကျွန်တော်တို့ပြည်သူတွေကနားဝအောင်ရိုးအီအောင်လဲကြားခဲ့ပြီးကျွန်တော်တို့ပြည်သူလိုချင်တာကအကြမ်းဖက်စစ်ခွေးတက်နဲ့မပူးပေါင်းမဲ့နဲ့ကျွန်တော်ပြည်သူလူထုတစ်ချက်လုံးနဲ့ပူးပေါင်းဖို့ကိုပဲကျွန်တော်ပြည်သူကလိုလားတောင်းတနေတာဖြစ်ပါတယ်အားလုံးကသူတို့တမိုင်းကိုသူတို့ရေးကြရတာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါဆိုရင်တော့ဘီလမျိုးနဲ့ဝင်းပြန်ကြေးရွာနဲ့အလူလေးကြားမှာ KNG နဲ့ဂျမ်ဖက်စစ်ခွေးတက်ကကောင်းနေတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်အပီ New Year ည7:00 နာရီမှကြိုဆိုရမယ့်အချိန်မှာ KNU နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေက New Year ကိုတရင်မှုနဲ့ကြောင်းလုံးကိုအသေးတုတ်တင်ရှင်းလင်းပြီးတော့ကြိုဆိုလိုက်ပါကြောင်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဗျာမုံမီနဲ့ဘီလေးဝင်းပြန်ကျွေးရွာလူလေးကျွေးရွာချာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်အဲ့ဒီမှာကမရတုံးတရင်မှုတကောင်အပါဝင်ချမ်ဖက်စစ်ခွေးတက်အလုံးဒီပါတိတ်ဆုံးသွားတယ်လို့ကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်ဒီကနေ့ဒီဇင်ဘာ31ရက်နေ့နနက်6နာရီနဲ့45မိနစ်ကျွန်တော်တို့ရဲ့ Happy New Year ဆိုပြီးတော့ကြိုဆိုကြမယ့်အချိန်ကည12နာရီပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော် KNU နဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမနက်6နာရီလေး Happy New Year လုပ်ခဲ့တာဗျပြောင်းတိုင်းအုံတိုင်းခွန်းအကြမ်းဖက်စစ်ခွေးတက်ကရင်းမှုနဲ့အတူတူစစ်ကြောင်းတစ်ချောင်းလုံးကိုကျွန်တော်တို့တုတ်တင်ရှင်းလင်းခဲ့တယ်တုတ်တင်ရှင်းလင်းတဲ့နေရာမှာလည်းပဲကျွန်တော်တို့မိုင်းတွေရောလက်နက်ကြီးတွေရောလက်နက်ငယ်တွေနဲ့ပါဒီရက်ပစ်ခတ်ချေမုံနဲ့ကြားထဲမှာခမရ3တရင်မှုမတာဖြစ်သွားတာပါစစ်ကြောင်းတစ်ချောင်းလုံးကိုကျွန်တော်တို့အမောက်ကျိတ်နိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒီမှာကျွန်တော်တို့ကိုဘယ်သူမှရှင်းနိုင်စရာအကြောင်းမရှိတော့လက်ရှိကတာလက်ရှိကျွန်တော်တို့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့နေရာတွေအများကြီးရှိတယ်ကျွန်တော်မနေ့ကလည်းကျွန်တော်ဖော်ပြခဲ့ပြီးပြီမြို့နယ်ပေါင်းအများကြီးကျွန်တော်ခွေးကောက်ပွဲရွေးကောက်ပွဲစမယ်ဟစ်ဆိုရပြောတဲ့အချိန်မှာလည်းကျွန်တော်တို့ကမြို့နယ်မြို့ပေါင်း20အထိကိုကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်ခဲ့တာအခုမြို့တွေကိုလည်းကျွန်တော်တို့ထိန်းချုပ်ထားတာတွေရှိတယ်ဝင်ရောက်ပိတ်ဆို့ထားတာတွေလည်းရှိတယ်ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့ဖပေါက်လမ်းဖွင့်ဖွေးထားပေမဲ့လည်းအကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကပြည်သူကိုထောက်ခွင့်မပေးဘဲနဲ့သူတို့နဲ့အတူလူသားတိုင်းပြုလုပ်နေစေဖြစ်တယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်ပြီးတော့ကျွန်တော်ပြည်သူတွေစပေးရှောင်လို့မရအောင်လမ်းတွေကိုပိတ်ဆို့ပြီးတော့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတယ်ဆိုတာလည်းကျွန်တော်မိသားစုအားလုံးသိရှိပြီးဖြစ်ပါတယ်ဒါဟာဒီကောင်တွေရဲ့နောက်ဆုံးသောနှစ်ဖြစ်ပါတယ်တော်လိုင်းရဲ့အပြောင်းလဲကြီးကအခု2026မှာတရားဝင်ပြောင်းလဲလာမှာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဟုတ်ပြီကမရ3ရင်းမှုတည်တယ်ပြီးတော့ပြီးခဲ့တဲ့လတစ်လခွဲလောက်ကမှမကြသေးခင်အချိန်ကမှပြောင်းလဲလာတဲ့အသစ်ကလေးဖြစ်ပါတယ်တဲ့ကျွန်တော်တို့ပြန်လည်သိရှိထားရတယ်မိုင်းကွင်းတဲကိုဝင်သွားတာကျွန်တော်ရဲ့မိသားစုဝင်တွေကဲမှုမိုင်းကွင်းတဲကိုဝင်သွားပြီဆိုရင်တော့အဲ့ဒါကတော့မပါပဲကျွန်တော်ရဲ့မိသားစုဆိုတော့ဒီနေ့ကျွန်တော်မိသားစုဝင်တွေကျွန်တော်တို့လည်းအများကြီးအပြောင်းလဲတွေလုပ်ကြတယ်ပြင်ဆင်စရာတွေအများကြီးပဲကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိတယ်ဒီ
ဒီနေ့မှာကျွန်တော်အများကြီးရုံးကန်ရပါတယ်ကျွန်တော်တို့လည်းပေါ့နော်ဆိုတော့မနေ့ကကျွန်တော်စီရဲဘော်တယောက်ရောက်လာတယ်ဘိုက်ကို60မထိထားတဲ့ရဲဘော်အဲ့ဒီရဲဘော်ကျွန်တော်အရန်ချစ်တယ်ဆိုတော့သူ့ရဲ့ရဲဘော်နာမည်တော့ကျွန်တော်မပြောသေးဘူးနော်သူဟာတော်တော်လေးကိုမာတဲ့ကောင်တော်တော်မာတာကျွန်တော် ਨੇ တောင်ပိုင်းရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တပတ်စင်တယ်တော်တော်မာတဲ့ကောင်အရန်လဲပြုံနဲ့ခုချိန်ထိလည်းပဲဟိုပြုံးနေတော့ပေါ့နော်ဆိုတော့ဖြစ်စဉ်ကရဲဘော်တယောက်ထိသွားတယ်ထိသွားတော့ကျွန်တော်တို့ရဲဘော်တွေကကျွန်တော်ရဲဘော်တယောက်ထိသွားတယ်ဆိုရင်မရရအောင်တက်ဆွဲတက်တဲ့အကျင့်ရှိတယ်ဆိုတော့ကျွန်တော်ရဲဘော်3ယောက်တက်ဆွဲကြတယ်ကျွန်တော်ရဲဘော်တက်ဆွဲတဲ့နေရာကို60မဘုံဒီကကြာလာနိမိလေးပဲကျွန်တော်မိသားစုကျွန်တော်ရဲဘော်3ယောက်လုံးထိသွားတယ်ကျွန်တော်ရဲ့တငယ်ချင်းကျွန်တော်ရဲဘော်ရဲဘက်သူ့ရဲ့ဘိုက်ထဲကိုလက်နဲ့ကြီးစားတွေဝင်သွားပြီးတော့သူ့ရဲ့ဥတွေပြတ်ထွက်သွားတယ်ပေါက်ထွက်သွားတယ်ကျွန်တော်တို့ရင်လန့်သွားကျွန်တော်ဘာလုပ်လို့ရမလဲဆိုတော့သူ့ရဲ့ဥတွေကိုသူအခုကျွန်တော်တို့ခွဲစိတ်ပြီးတော့ဥတွေကိုပြန်ဆက်အရန်ကိုမာတဲ့ကောင်ဗျာပြီးတော့အရန်ကိုအလုပ်လုပ်တဲ့ကောင်ပြီးတော့ကျွန်တော်တို့အချင်းချင်းစကားပြောရင်တော့မှတော်လေးတဖြည်းဖြည်းနဲ့ရေကပြုံးရတဲ့စကားပြောတတ်တဲ့ကောင်သူသက်ရှင်သွားပါတယ်ဘိုင်မှာခွဲလိုက်ရတဲ့ဒဏ်ရာကြီးကအကြီးကြီးပဲဆိုတော့ကျွန်တော်ရဲဘော်တွေဘလောက်တောင်ပြီးဆက်ခဲ့ရလဲဆိုတာမျိုးဒီနေ့မနေ့ပိုင်းမှာလဲကျွန်တော်ရဲဘော်တယောက်ဖုန်းလိုင်းရတော့ကျွန်တော်ဆက်သွယ်လာကျွန်တော်တင်နန်းပေးထားတဲ့ရဲဘော်တွေကတယောက်ကျွန်တော်တို့ကရဲဘော်ရဲဘက်ပါကျွန်တော်တို့ရဲ့ခံယူချက်ပေါ့နော်ကျွန်တော်တို့အားလုံးကရဲဘော်တွေကြီးပဲဘသူကဆရာဘသူကတပည့်ဘသူကတော့ခေါင်းဆောင်ဘယ်လိုမျိုးကြီးကျွန်တော်တို့မရှိဘူးဆိုတော့ကျွန်တော်ကိုခေါ်ရင်လည်းပဲရဲဘော်ရှမ်းလေးကျွန်တော်ကိုခေါ်ကြတယ်ဆရာဟောနော်ဆရာရှမ်းလေးအဲ့လိုခေါ်တယ်မဟုတ်ဘူးကျွန်တော်ရှမ်းလေးရဲဘော်ရှမ်းလေးလိုပဲခေါ်ပါကိုရှမ်းလိုလည်းခေါ်ရပါတယ်အဲ့လောက်ပဲဆိုတော့ကျွန်တော်မိသားစုနဲ့ကျွန်တော်ကိုခေါ်တယ်လို့သားရှမ်းပေါ့နော်ကျွန်တော်ကိုခေါ်တယ်ကိုရှမ်းဒါလောက်ပဲရဆိုတော့သူအင်တာနက်ရတဲ့အချိန်ကျွန်တော်ကိုဆက်သွယ်လာတဲ့အချိန်ကျွန်တော်ရဲဘော်တယောက်ကြာသွားပြီဆိုတော့ဒါတွေဟာကျွန်တော်တို့နေ့စဉ်ကျွန်တော်ဖြတ်တန်းနေရတယ်တစ်ခါတည်းမှာအရန်ကိုခက်ခဲဘာခက်ခဲတာလဲဆိုကျွန်တော်တို့တယောက်နဲ့တယောက်ကူညီဖို့ရကျွန်တော်တို့ဗဇက်နဲ့ကူညီလို့မရအောင်ကျွန်တော်မိသားစုသူတို့ဒါလိုတယ်ကျွန်တော်တို့ချက်ချင်းကူညီရမယ်ကိစ္စမျိုးဆိုတော့ကျွန်တော်လည်းမိကုန်းမင်းနိုင်တာပေါ့ဟာရဲဘော်တွေဒဏ်ရာရတယ်ရဲဘော်တွေထိခိုက်တယ်ရဲဘော်တွေခွဲစိတ်ကမယ်ရဲဘော်တွေပြန်လဲထူထောင်ဖို့အတွက်လက်ရှိပေါ့နော်တာဝန်ယူထားပါတယ်ဆိုတော့ NUG နဲ့ကျွန်တော်တို့ဒါအဖွဲ့တွေပေါ့နော်ဘာတွေလုပ်နေလဲသူတို့လည်းလုပ်နေကြတယ်ဒါပေမဲ့နေရာတိုင်းကိုလက်လန်းမိဖို့ဆိုတာမလွယ်ဘူးတော်တော်များများကကျွန်တော်တို့ရဲဘော်လူငယ်အချင်းချင်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်ကြရတယ်ပြီးတော့ဆေးဖွဲ့ထဲမှာကျွန်တော်ရဲဘော်တယောက်ရှိတယ်သူဆိုရင်ဒီအပိုင်းကျွန်တော်ကိုတော့မဆက်သွယ်ဘူးဘာဖြစ်လို့လဲဆိုတော့ဟိုသူလည်းမရှိကိုလည်းမရှိပေါ့ကျွန်တော်ကိုရှမ်းရေးကျွန်တော်တို့ဘောနော်ဒီစေးဖွဲ့မှာဘောနော်ဘာတွေလူနေလို့အကြီးပေါ့လောက်ပါအောင်ကိုရှမ်းရေးဘာညာဆိုကျွန်တော်ရှိတာလေးတွေလှမ်းပို့ဆိုတော့တစ်ခါတရံကြာရင်ကျွန်တော်မှဒီလောက်လေးပဲရှိတော့ပါကွာငါမှလည်းမရှိတော့လို့ပါကျွန်တော်လည်းလက်မှန်ချပြီးတော့သူတို့ကိုပြန်ပြီးတော့တောင်းပန်ရဆိုတော့ကျွန်တော်တို့ထမင်းတစ်လုံးစားတာဘာမှမခက်ပါဘူးကျွန်တော်တို့အနေနဲ့ကြော်ကင်းစာအိပ်ရတဲ့အခြေအနေလေကျွန်တော်တို့ဘာမှမခက်ပါဘူးဒါပေမဲ့ကျွန်တော်ရဲဘော်လူငယ်တွေအသက်ရှင်ဖို့အတွက်ကျွန်တော်ရဲဘော်လူငယ်တွေကုသဖို့အတွက်ကျွန်တော်ရဲဘော်လူငယ်တွေပြန်ပြီးတော့ဒဏ်ရာကနေပြီးတော့ကျမ်းမာတန်ဆွမ်းနိုင်ဖို့အတွက်ဆိုတော့ဘိုက်ခွဲထားတဲ့ဥဖြတ်ထားတဲ့ကောင်ကဘာပြောလဲဆိုတော့ကိုရှမ်းကျွန်တော်ပြန်တီးအောင်မှာအဲ့ကောင်ကြီးခဏတော့နားပါအောင်ကွာဆိုတော့
ဒါကျွန်တော်တို့ရဲ့ဘဝဖြစ်ပါတယ်ကျွန်တော်အရင်ချစ်တဲ့ကျွန်တော်တငယ်ချင်းတွေကျွန်တော်ကိုနှုတ်မဆက်ဖက်နဲ့ထွက်သွားတဲ့အကောင်ရှိကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တူးချင်းစီတိုင်းကိုဆိုတော့ဂျားထဲမှာလည်းပဲကျွန်တော်ရဲ့နာမည်နဲ့ကျွန်တော်ဓာတ်ပုံနဲ့လိန်နေတဲ့ကောင်တွေကလည်းရှိနေတယ်ကျွန်တော်ဆိုဒီနေ့တနေ့လုံးဒီပါကျွန်တော်ဒါတွေကိုဖြည့်ရှင်းရတယ်တစ်ဖက်မှာလည်းပဲရဲဘော်တွေကိစ္စတစ်ဖက်မှာလည်းပဲတူနဲ့တူကူညီရမယ့်ကိစ္စတွေမဖြစ်မနေကျွန်တော်တို့နေရွှေ့လို့မရဘူးကျွန်တော်တို့ညရွှေ့လို့မရဘူးကျွန်တော်တို့နေကိုရွှေ့လိုက်တယ်ကျွန်တော်တို့ရက်ရွှေ့လို့မရဘူးမနေ့ပြန်ရွှေ့ပြရစီကွာကျွန်တော်မှအဲ့လိုညင်းလို့မရအခက်ခဲတွေအများကြီးရှိတယ်ကျွန်တော်တို့ဒါလေးတွေကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုသိစေချင်တယ်ကျွန်တော်တို့အခုက2025တစ်နှစ်လုံးမှာကျွန်တော်ကြီးမားတဲ့ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ပြီးတော့2026မှာကျွန်တော်တို့ကြီးမားတဲ့ထိုးစစ်တွေလုပ်ဖို့အတွက်အစပြောခဲ့ပြီးဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်ဘာလို့တက်တည်ပြချင်လဲဆိုရင်ကျွန်တော်တို့လေဒက်စကန်ဌာနချုပ်တွေကိုကျွန်တော်တို့ဥတီတိုက်ခိုက်ချေမုန်းနိုင်ခဲ့တဲ့ဖြစ်စဉ်ကိုကြည့်ဖို့လိုတယ်မန်လေးတီနန်ဒွင်းအထိကျွန်တော်တို့ short light ဒုံးတွေပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကျွန်တော်ရဲ့မိသားစုဝင်တွေလက်ရှိရွေးကောက်ပွဲလုပ်ပါတယ်ဆိုတဲ့ကောင်တွေတနက်ကင်ပြီးတော့မဲုံစောင့်နေတဲ့ကမ္ဘာပထမဦးဆုံးအရှက်မဲ့တဲ့ခွေးကောက်တဲ့ပွဲကြီးကိုလူမရှိပဲကျင်းပနေရတဲ့အခြေအနေလော်ဘီမီဒီယာတွေကိုငွေများစွာပေးပြီးတော့သူတို့ခွေးကောက်တဲ့ရွေးကောက်ပွဲကြီးစီကားပါတယ်တမကြပါတယ်ဆိုတာကိုသူတို့တွေဘလို့ပဲမလုံးပေးပြီးတော့ဘလို့ပဲလှုပ်ဆောင်ပါတယ်ကျွန်တော်တို့ကဘာကြီးကသိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူမပါတဲ့ပွဲနေ့စဉ်မင်းအောင်လှိုင်လူမတက်တဲ့နေ့မရှိဘူးပြီးကြတဲ့ရက်ကငပလီမှာဘုံကျဲသွားတာကျွန်တော်မိသားစုရက်ဆက်လုံးနေတီဗီကြည့်နေတဲ့ကလေးငယ်တွေမိသားစုလိုက်တိတ်ဆုံးခဲ့ကြရတယ်အခုတို့ရဲ့အမည်စင်းလေးလည်းကျွန်တော်ရထားပါတယ်ကျွန်တော်မိသားစုဝင်တွေကျွန်တော်ညီကုန်းလေးမှာနည်းနည်းလေးဖော်ပြပေးခြင်းတယ်ဟုတ်ပြီကျွန်တော်တို့ KNU မှာလည်းအပြောင်းလဲတွေအများကြီးဖြစ်ပေါ်နေတယ် DKP မှာအပြောင်းလဲတွေဖြစ်နေတယ်ပြီးတော့အခုလက်ရှိ BGF KNA ဆိုတဲ့အပြောင်းလဲတွေလည်းရှိနေတယ် PC ကတော့ကျွန်တော်ရဲ့မိသားစုဝင်တွေဒီကောင်တွေကတာပေါင်းမယ်ဒါပေမဲ့လည်းပဲ KNU နဲ့လွတ်ကင်းတဲ့သူတွေတော့မရှိဘူး BGF Border Gap ဖို့သူတို့ဟာဒါတရုတ်မာဖီးယားဂိုင်းတွေရဲ့ငွေကြေးကြောင့်ပြီးတော့မြောက်ပေးတဲ့ကိစ္စတွေကြောင့်သူတို့တွေဒီလောက်ထိကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့ကဘာကြီးမှာသူတို့တွေမျက်နှာတွေပြတ်သွားကြတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အခုပြင်ရင်အခုပြင်လို့ရတယ်မပြင်ချင်တဲ့သူတွေကတော့မပြင်တာပေါ့ဗျာကျွန်တော်မိသားစုဝင်ဟုတ်ပြီနော်အခုကျွန်တော်တို့ KNU မှာလည်းပဲတပ်ဖွဲ့ဝင်တွေရာနဲ့ချီပြီးတော့ထောင်နဲ့ချီပြီးတော့စုပေါင်းနေကြပါပြီKDL KNLA ပူပေါင်းမှုဒီနေ့ကျွန်တော်သတင်းတွေ့လိုက်ပါတယ်ဒီလိုမျိုးသတင်းတွေတရားဝင်မထုတ်ပြန်ခင်နေတာကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့အားလုံးကတသွေးတဲ့သားတဲ့ရက်တည်နေကြတာဖြစ်တယ်ကရင်ကိုဘယ်သူမှတောင်းတန်ခွဲလို့မရဘူးကရင်ကိုခွဲလို့ရအောင်လည်းပဲနှစ်ပေါင်းများစွာရက်ဆက်ရုပ်မာတဲ့နီလန်တွေနဲ့ကရင်ကိုအတုံးချခဲ့ကြတာကရင်တွေကောင်းကောင်းသိပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်ရဲ့မိသားစုဝင်တွေမနေ့6နာရီနဲ့45မိနစ်ကျွန်တော်တို့အိတ်နေတဲ့အချိန်ပေါ့ဗျာ KNU နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဟာခမာရ3တရင်မှုနဲ့စတောင်းတစ်ခုလုံးကိုအပိတ်ချိန်မုံပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်အတွက်2026 Happy New Year အတွက်ကြိုတင်လက်ဆောင်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီကျွန်တော်နှစ်သက်ကိုထိုးစစ်အဲ့ဒီထိုးစစ်မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တာကမြို့ကြီးမြို့ငယ်တွေရန်သူရဲ့အချမ်းဖတ်ခစစ်ခွတ်တဲ့ရဲ့စတိုင်းဌာနချုပ်တွေလေစကန်ဌာနချုပ်တွေပြီးတော့စကြောင်းတွေအကုန်လုံးနှီးပါးကိုကျွန်တော်တို့တုတ်ပင်ရှင်းလင်းနိုင်ကြတဲ့ဂျာပြတိုက်ခိုက်မှုတွေပါဝင်ပြီးတော့မျိုးပြတိုက်ခိုက်မှုတွေစကန်သိမ်းမှုတွေတိုက်ခိုက်မှုမျိုးစုံကိုကျွန်တော်တို့ထူးထူးခြားခြားတွေ့ရတာဖြစ်တယ်နော်ထူးခြားဆုံးထဲမှာ KIA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေလေစကန်ဌာနချုပ်ကိုတိုက်ခိုက်လိုက်တဲ့ MI-70 စစ်ရရင်တစ်စင်းနဲ့တိုက်လေရင်နှစ်စင်းကိုကျွန်တော်တို့ရခဲ့တာဖြစ်တယ်နေ့ရက်အထဲမှာတော့ကျွန်တော်မိသားစုဝင်နောက်တစ်ထူးခြားတာကကပ္ပစကိုတွေ့တန်းထားတဲ့တာဝါရန်လျှက်စစ်မီးတွေကိုဖျက်တောက်ပြီးတော့ကပ္ပစဟာကျွန်တော်တို့ရဲ့လက်ထဲကိုအော်တိုရောက်နေတဲ့အခြေအနေတွေကိုကျွန်တော်မိသားစုဝင်နေဘယ်လောက်တောင်ထူးခြားလဲဟုတ်ပြီဒါပေမဲ့ test စစ်စင်ရေး
ဒီစစ်စင်ရေးကကျွန်တော်2026ရဲ့စည်ရေးအောင်ပွဲတွေဘယ်လောက်တောင်ရလာမလဲဆိုတာကိုရင်ခုန်စွာကျွန်တော်စောင့်ကြည့်ဖို့ပဲလိုတာပါဆက်ပြီးတော့ယုံကြည်ပေးပါဆက်ပြီးတော့ဝန်းရံပေးပါကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကိုပေးကမ်းထောက်ပံ့လို့ယွန်နေသွားစရာအကြောင်းမရှိဘူးကျွန်တော်တို့မျိုးဆက်တစ်ခုလုံးကျွန်တော်တို့ကမ္ဘာအလယ်မှာမြန်မာဘာလို့ပြန်လဲပြီးတော့ဥမော့နိုင်မဲ့အခွင့်အရေးကျွန်တော်တို့မှာကိုယ်စီရှိနေတာဖြစ်တယ်အကြမ်းဖက်စစ်ခွေးတက်လက်ရှိစစ်ခွေးမိစ္ဆာကောင်တွေရဲ့လက်ထဲမှာကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုထားမလားဒါမှမဟုတ်လွတ်လပ်ပြီးတော့ Federal Democracy နိုင်ငံအသီးပွင့်နေကြားမှာကျွန်တော်တို့ရဲ့ကလေးငယ်တွေကျွန်တော်တို့ရဲ့မျိုးဆက်ကိုထားခဲ့မလားဆိုတာကကျွန်တော်တို့အားလုံးရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်လက်ရှိခွေးကောက်ပွဲကိုတွားပြီးတော့မဲမထဲ့တဲ့ခင်းချင်းတွေနဲ့မဲသွားထက်တာတောင်မှစိတ်မပါတပါနဲ့6-6ကမဲသွားထက်တဲ့ပုံစံတွေပေါ့နော်ဟုတ်ပြီကျွန်တော်မိသားစုဝင်နေကျွန်တော်မြောက်ပိုင်းကိုချက်ကြည့်အောင်ပါလိုင်ဇာစစ်မျက်နှာပြင်အရေးကြီးတဲ့ဗမော်မှာလည်းပဲစစ်စင်ရေးတွေကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့တယ်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ခရစ်စမတ်နေ့25ရက်နေ့မှာဇက်ရှိန်မြင့်လိုက်ပြီးတော့တိုက်ခိုက်လာခဲ့တာအချမ်းဖက်စစ်ခွေးတက်ကကောင်းတွေတတုတ်ပြီးတတုတ်ပုတ်မလို့သိနေကြတာတိုက်လေရှင်တွေနဲ့ဘုံကျဲခုကန်နေပေမဲ့လည်းပဲကျွန်တော်တို့စေးပြစ်မှတ်ကရှိပြီးသားပါကြောင်းမိသားစုဝင်နေဟုတ်ပြီချင်းပြည်နယ်ဟာကာအဲ့ဒီမှာလည်းပဲဒီဇင်ဘာ26ရက်နေ့မှာချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတရားဝင်ဖော်ပြခဲ့ပြီးဖြစ်တယ်ကျွန်တော်မိသားစုဝင်နေကချင်ဒေသနဲ့စကိုင်းနဲ့ဆက်ဆက်တဲ့နေရာတွေမှာလည်းပဲဂတာဟာအခုဆိုရင်ဘလို့တော့ဖြစ်နေပြီလေကျွန်တော်မိသားစုဝင်ကျွန်တော်လက်ထက်ရောက်နေပြီကျွန်တော်မိသားစုဝင်နေလက်နဲ့ကြီးနဲ့လေးနဲ့ဘုံလာကျဲတာကလွဲလို့ကျွန်တော်တကောင်းကြီးဘာမှလုပ်လို့မရဘူးကဘာမှာရှင်းနေတဲ့ကျွန်တော်မျိုးပြည်သူတွေကိုကျွန်တော်တို့ပြန်ပြီးတော့လမ်းဖွင့်ပေးနိုင်ခဲ့ပြီဆိုတော့စပေးရှောင်းတာတောင်မှအပေါ်ကောင်တွေဘုံလာကျဲပြီးတက်ဖြတ်မှာကိုစိုးရိမ်နေရတဲ့ကျွန်တော်တို့ရဲ့စပေးရှောင်းဒေသခံတွေကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါဟာအလဲပိုင်းတိုင်းနဲ့ကျွန်တော်တို့မြောက်ပိုင်းတိုင်းပြီးတော့တောင်ပိုင်းတိုင်းဒီစစ်စင်ရေးတွေကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လှုပ်ဆောင်နေတယ်ဆိုတာကိုကျွန်တော်မိသားစုဝင်တွေရှင်းရှင်းလင်းလင်းမြင်တွေ့အောင်ကျွန်တော်ဖော်ပြပေးနေခြင်းဒါဖြစ်ပါတယ်ဟုတ်ပြီတောင်ပိုင်းတိုင်းမှာလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေအခုဖာပုံကိုပို့မလောက်ကျွန်တော်ရဲ့ပြည်သူဟိုဘက်ရက်ကွက်ကကောင်းနေကြည့်နေတယ်ဆိုရင်ဖာပုံဗျူဟာတွေကိုဝင်လာတဲ့ကောင်းတွေမှန်သမျှဖာပုံဗျူဟာကိုလက်မလွတ်ချင်ပါဘူးလို့မင်းတို့တိုက်တလောက်မင်းတို့မှာလုံနိုင်တဲ့အရေးချင်းလေးမရှိသလိုလုံနိုင်တဲ့လမ်းလည်းကျွန်တော်မမြင်ဘူးကျွန်တော်ပြောပြီးသားဖာပေါ်တက်မှ9မှာရှိတယ်ကျွန်တော်တို့ပကညောတွေကတော့ကြမ်းတန်းဆုံးပဲနော်ကြမ်းတန်းဆုံးပဲဘလို့မှတိုးမပေါက်ဘူးဒီကောင်တွေအကုန်လုံးတိုးတိုင်းတင်နေကြတယ်ဒါကလည်းကျွန်တော်တို့လက်ထဲကိုရောက်နေတာကြာပြီကျွန်တော်ဖာပေါ်ကနေပြီးတော့ဖာပေါ်မျိုးသိန်းတိုက်ပွဲဖာပေါ်ဗျူဟာကနေကျွန်တော်နောက်ဆုံးပြန်လာတာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်ဟောင်းနေသိတယ်ညပတ်ကြီးအောင်မှာအပေါ်ကောင်ကကျွန်တော်အကုန်ကြားနေရဆိုတော့ဖာပေါ်မှာရှိတဲ့ကျွန်တော်ရဲ့ဒါဒီကင်မီသားစုတခုကလည်းကျွန်တော်ဗီဒီယိုဓာတ်ပုံလေးတွေပို့လာတယ်သူတို့လည်းအခုအသက်ကြီးနေပြီစစ်မရှောင်နိုင်တော့ဘူးအချို့ရန်ကောင်းပါတယ်တေးစီငါအိမ်ကငါမခွာတော့ဘူးအိမ်ထဲမှာပဲဂုတ်ချင်းတူးပြီးတော့နေကြတယ်မိသားစုဝင်တွေရှိတယ်ဖာပေါ်မျိုးသိန်းတိုက်ပွဲတော့ကလည်းပဲသူ့ကိုကျွန်တော်ရဲဘော်လူငယ်တွေကဆွဲထုတ်သွားတာကျွန်တော်ကိုယ်တိုင်အဲ့ဒီအဖွာအိမ်မှာအိတ်ခဲ့တာမနေနိုင်ဘူးတဲ့ငါအိမ်မှာပဲငါပြန်နေမယ်ဆိုတော့ရဲဘော်တွေရဲ့ရိတ်ခါကြောက်စားပြီးတော့သူလည်းနေတာအဲ့လိုမျိုးအကြံဖက်စစ်ခွေးတက်ဘယ်ကောင်ပဲဖြစ်ဖြစ်ငါမကြောက်ဘူးတဲ့ငါမှလက်နဲ့မရှိပေမဲ့ငါ့ကိုပြတ်သက်သွားသည့်တိုင်အောင်ငါသူတို့ကိုလုံးဝမကြောက်ဘူးငါသေလို့ရတယ်ငါသားသမီးတွေဟာဒီကောင်တွေကိုဒီဖုတ်နေတဲ့သားသမီးတွေကိုသူမွေးဖွားခဲ့တာလက်ရှိလည်းပဲတက်မှငါရဲ့ကျွန်တော်ရဲ့ဖူးပေါ့ဆိုတော့ကျွန်တော်လည်းလက်တွဲနေတဲ့သူဖြစ်ပါတယ်ဟုတ်ပြီနေပြီးတော့အထိလည်းပဲကျွန်တော်တို့စတိုင်းဌာနနယ်မြေတွေကိုကျွန်တော်တို့ပြည်သူစစ်မဟာဗျူဟာတွေပုံမအားကောင်းစွာနဲ့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အခြေအနေတွေလည်းကျွန်တော်မိသားစုနေကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာကျန်းဖက်စစ်ခွေးတက်ကကျွန်တော်ပြည်သူကိုရဲဆက်ဆက်ဘုံကျဲတာကလွဲလို့ဒီကောင်တွေဘာမှတက်ဆွမ်းနိုင်တာမရှိတော့ဘူးဆိုတော့ကျွန်တော်မိသားစုသိဖို့လိုတယ်မိကန်ကောင်းလို့ခေါ်တဲ့မအေးတန်တာထုံးလေးသမီးငယ်လေးက TV ကြည့်နေတယ်ပြီးတော့သူနဲ့အတူနောက်ထပ်မိသားစုဝင်တွေသူ့ရဲ့မိသားစုဝင်တွေတစ်ခုလုံးမိသားစုဝင်9ဦးလုံးအကြံဖက်စစ်ခွေးတဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရတယ်သေဆုံးခဲ့တဲ့နာမည်တွေကဖေဖြစ်သူကိုတင်မြင့်အမေဖြစ်သူမမီသုံးပုံသားဖြစ်သူမောင်တက်နိုင်ဦး15နှစ်
ပြီးတော့မောင်သက်နိုင်ထွန်း12နှစ်နဲ့မောင်လှထွန်းနိုင်10နှစ်ဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကရခိုင်ပြည်နယ်ငပလီမှာကျွန်တော်တို့လင်းသာရက်ကွက်ကိုအကြမ်းဖက်စစ်ခွတ်တပ်ကဘုံကျဲတဲ့ဖြစ်စဉ်မှာအဲ့ဒီမေကန်ကောင်းလို့ခေါ်တဲ့သမီးလေးအေးတန်နာထွန်းကျွန်တော်တို့သူ့ရဲ့အသက်က3နှစ်ပဲရှိပါတယ်ငပလီကိုဘုံကျဲတဲ့အချိန်မှာ12နာရီကြာအပြက်စီးတွေကြားထဲမှာပိတ်မိနေတဲ့သမီးလေးအညာလုံးပိတ်မိနေတာเนาะကျွန်တော်မိသားစုနေဒီကလေး3နှစ်အရွယ်ကလေးလေးဘာမှမသိတဲ့ကလေးလေးစိတ်ထန်ရရအောင်ရောရှာမုံတီးတော်လောက်အောင်ကိုရက်ဆက်လုံးနဲ့အကြမ်းဖက်စစ်ခွတ်တဲ့ဒါတွေလည်းကျွန်တော် tweet တင်ပြစရာမရှိပါကျွန်တော်မိသားစုနေအားလုံးသိရှိပြီးဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကကျွန်တော်တို့2025မှာကျွန်တော်တို့အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီအကောင်းဆုံးစုဖွဲ့နိုင်ခဲ့ပြီ2026ကကျွန်တော်တို့ရဲ့နှစ်ဖြစ်တယ်2026မှာအောင်မြင်မှုတွေအများကြီးရယူဖို့အတွက်လည်းကျွန်တော်တို့အစဉ်သင့်ဖြစ်နေပါကြောင်းကျွန်တော်မိသားစုနေပေါ်ပြရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာ